ဒီနေ့ကျတော့ grade 9သင်္ချာခန်းလေးရဲ့လေ့ကျင့်ခန်း4.1နံပါတ်1စာပေကိုတွက်မယ်ပေါ့နော်။ဒါဆိုရင်သူကလည်းပဲနှစ်ထပ်ကိန်းတိပြောင်းခြင်းကိုသုံးပြီးတော့စာခွဲကိန်းခွဲခိုင်းတာနော်။ဒါဆိုလို့ရှိရင်သူကနှစ်ထပ်ကိန်းတိကိုသုံးပြီးတော့စာခွဲကိန်းခွဲမယ်ဆိုလို့ရှိရင်ဒီနေရာမှာကနှစ်ထပ်ပုံစံဖြစ်မနေဘူးเนาะဖြစ်မနေဘူးဆိုလို့ရှိရင်သူတို့တွေကိုဘယ်လိုခွဲရမှာလဲဆိုတော့နှစ်ထပ်ကိန်းတိကပုံမှန်ဆိုလို့ရှိရင်x square plus 2xy plus y square เนาะရှေ့ကိန်းနှစ်ထပ်ရှေ့နောက်မြောက်ချင်းနှစ်ဆနောက်ကိန်းနှစ်ထပ်ဒီလိုပုံစံဆိုရင်နှစ်ထပ်ကိန်းတိခွဲလို့ရတယ်အခုကဒီလိုပုံစံလေးဖြစ်မနေဘူးဖြစ်မနေဘူးဆိုလို့ရှိရင်တို့ကဘယ်လိုပုံစံနဲ့တွက်လို့ရလဲဆိုတော့သူ x ရဲ့မြောက်ပုံကိန်းကိုနှစ်နဲ့စားပြီးနှစ်ထပ်တင်ပေါင်းရင်နှစ်ထပ်ကိန်းတစ်လုပ်လို့ရမယ်ပေါ့နော်ဒီ x ရဲ့မြောက်ပုံကိန်းဆိုတာကကြတော့အလုံးအတွက်ခြုံငုံပြီးပြောတာပေမဲ့ဒီနေရာမှာကြတော့ဒါ m ပေါ့နော်ဒီလိုတစ်ထပ်ရှိတဲ့ကောင်ပေါ့ဒီ m ရဲ့အရှေ့ကအမြောက်ပေါ်ကိန်းကိုနှစ်နဲ့စားပြီးနှစ်ထပ်တင်ပေါင်းလို့ရှိရင်တော့နှစ်ထပ်ကိန်းတစ်ခွဲလို့ရပြီအဲ့တော့အဲ့ဒီနီးနဲ့လုပ်မယ်ပေါ့နော်ဒါပေမဲ့အဲ့လိုလုပ်ဖို့အတွက်ဆိုဒီမှာ x square plus 2xy plus y square ဆိုမှလုပ်လို့ရတယ်ပေါ့နော်ဒီမှာဘာတစ်ခုပါထပ်ပိုးနေသေးလဲဆိုတော့ဟဲ့ရှေ့က5တစ်ခုပါထပ်ပိုးနေသေးတယ်ဒီ5ကနှစ်ထပ်ကိန်းတစ်ခွဲလို့မရနိုင်ဘူးဒီကောင်နော်အဲ့ဒါဆိုတော့ဒီ5ကိုတို့တွေကဘုံထုံမယ်ဘုံထုတ်ပြီးသွားရင်အထဲကကြံတဲ့ဒီကောင်ကိုပေါ့နော်ဒီကောင်ကိုကြတော့မြောက်ပေါ်ကိန်းကိုနှစ်နဲ့စားပြီးတော့နှစ်ထပ်တင်ပေါင်းမယ်เนาะဘယ်သူရဲ့မြောက်ပေါ်ကိန်းလဲဆိုတော့ x ရဲ့မြောက်ပေါ်ကိန်းပေါ့နော်ဒီတစ်ထပ်တင်ထားတဲ့ကောင်ရဲ့ရှေ့ကမြောက်ပေါ်ကိန်းကိုနှစ်ထပ်နှစ်နဲ့စားပြီးတော့နှစ်ထပ်တင်ပေါင်းမယ်โอเคဒါဆိုလို့ရှိရင်စတော့ပါပြီအော်နံပါတ်1စာခွဲက5m square minus 6m minus 8ဒါဆိုရင်ဒီ5ကကြာတော့နှစ်ထပ်ကိန်းတိလုံးလို့မရတဲ့အတွက်တို့တွေပုံထုတ်ပြီးတော့ထားခဲ့ပါမယ်အဲ့တော့ 5m square ကနေပထမဆုံးကိန်းလုံးကိုကြည့်မယ် 5m square ကနေ5ကိုပုံထုတ်တော့ m square ရပါတယ်အဲ့ဒီ 6m ကနေပြီးတော့5ကိုပုံထုတ်မယ်တဲ့သူ့မှာရှိတာမှာ6ကို5ကိုပုံထုတ်သွားတယ်5နဲ့ဘာနဲ့မြှောက်လို့ရှိရင်မှ6မရဘူးเนาะဒါဆိုလို့ရှိရင်အဲ့ဒီ6ကိုဘာလုပ်လိုက်လို့ရှိရင်ရမှာလဲဆိုတော့ဒီ6ကို5နဲ့လာစားလိုက်လို့ရှိရင်เนาะဒီ5ကိုပုံထုတ်လိုက်လို့ရတယ်ဘယ်လိုသဘောလေးလဲဆိုတော့ဒီရှိတဲ့6ကိုဒီရှိတဲ့6ကိုတို့က5ကိုပုံထုတ်ခြင်းတယ်ဒါပေမဲ့ဒီ6ကသူ့ကတန်ဖိုးပြောင်းလဲလို့မရဘူးเนาะ5ကိုပုံသီးသန့်သွားထုတ်လို့မရဘူးဒါဆိုရင်သူ့ကိုတော့5ကလေးနဲ့လာစားလိုက်လို့ရှိရင်5နဲ့5နဲ့ကြေပြီးတော့တို့က6ပြန်ကြံမယ်ဆိုပြီးတော့အဲ့တော့5ကိုမရှိဘဲနဲ့ပုံထုတ်ထားရင်5နဲ့ပြန်စားပေးရပါမယ်เนาะဒီမှာလည်းပဲအဲ့လိုပဲ8ပဲရှိတဲ့ဥစ္စာကိုသူကဒီမှာ5ကိုပုံထုတ်ထားတာဖြစ်တဲ့အတွက်တို့ကမူရင်းတန်ဖိုးမပြောက်ပြအောင်လို့ဒီပုံထုတ်ထားတဲ့5ကလေးနဲ့ပြန်စားပေးရပါမယ်အဲ့ဒါမှတို့တွေကမူရင်းတန်ဖိုးမပြောက်ပြမှာပေါ့နော်โอเคပါဒါကတော့ပုံထုတ်တဲ့အဆင့်အခုမှနှစ်ထပ်ကိန်းတိပြောင်းတဲ့အဆင့်အဲ့ဒီမြောက်ဖော်ကိန်းကိုနည်းနည်းစားပြီးနှစ်ထပ်တင်ပေါင်းတဲ့ကိစ္စအခုမှလာမယ်နော်ဒါဆိုရင်အဲ့တော့ထုံးစံအတိုင်းပဲဒီရှေ့ရကောင်လေးနှစ်ကောင်ဒီရှေ့ရကောင်လေးနှစ်ကောင်တတ်တတ်ရေးမယ်ဒီကောင်လေးကိုတတ်တတ်ရေးမယ်ပေါ့နော်ဒါဆိုရင် m square minus 6 over 5m ကိုဒီဘက်ကလေးမှာရေးမယ်ဒီဘက်မှာ8 over 5ရှိမယ်အဲ့ဆိုရင်တို့တွေဘာလုပ်မှလဲဆိုတော့ဒီတစ်ထပ်ကိန်းလေးရှိနေတဲ့ကောင်ရဲ့ရှေ့ရမြောက်ဖော်ကိန်းပေါ့နော်ရှေ့ရမြောက်ဖော်ကိန်းဆိုတော့ဒီကောင်အဲ့ကောင်ကိုနှစ်နဲ့စားပါမယ်သူ့ကိုနှစ်နဲ့ထပ်စားတယ်ဆိုတာနှစ်ကလေးကဒီအစားရှိတဲ့ပိုင်းခြေလေးမှာလာပြီးတော့ဒီလိုလေးလာမြောက်တာပေါ့နော်အဲဆိုရင်နှစ်နဲ့စားတယ်ဆိုတာပိုင်းခြေလေးမှာနှစ်ကလာပြီးတော့ရှည်တာဒါဆိုလို့ရှိရင်တို့တစ်ခါတည်းပဲအဲရေးလိုက်တော့မစားပြီးသားလေးရေးလိုက်မယ်လीနော်9နဲ့လေး10ဆိုပိုင်းခြေမှာ10ပေါ့နော်ဒါဆိုရင်6 over 10လို့တစ်ခါတည်းတန်းရေးလိုက်မယ်နော်6 over 10ဒါဆိုရင်ဒီကောင်ရဲ့ရှေ့ကမြောက်ဖော်ကိန်းကိုနှစ်နဲ့စားပြီးသွားပြီအဲ့ဒါကိုနှစ်ထပ်တင်ပြီးတော့ပေါင်းပါမယ်ကိန်းတိုင်းတစ်ခုမှာသူရှိနေတဲ့ကိန်းတိုင်းကြီးကိုတိတိုင်းလာပေါင်းလို့မရပါဘူးတစ်နေရာမှာပြန်နှုတ်ပေးရပါတယ်အဲ့ဒီအတိုင်းပြန်နှုတ်ပေးရမယ်ဟုတ်ပြီနော်ဒါဆိုရင်တို့ကဒီမှာနှစ်ထပ်ကိန်းတိပုံစံဝင်နေပါပြီရှေ့ကိန်းနှစ်ထပ်ရှေ့နောက်မြောက်ချင်းနှစ်ဆနောက်ကိန်းနှစ်ထပ်ပုံစံဝင်နေလို့ရှိရင်တို့ကဘယ်လိုမျိုးလေးကိုယူလို့ရတာလဲဆိုတော့အဲ့တော့ဒီလိုမျိုးเนาะရှေ့ကိန်းနှစ်ထပ်ရှေ့နောက်မြောက်ချင်းနှစ်ဆနောက်ကိန်းနှစ်ထပ်ဆိုလို့ရှိရင်တို့ကဒီနေရာလေးရကောင်လေးတွေကိုယူလို့ရပါတယ်เนาะနှစ်ထပ်ရဲ့အောက်ကကောင်လေးရဲ့ဒီကလက္ခဏာလေးရဲ့ဒီနှစ်ထပ်ရဲ့အောက်ကကောင်လေးရဲ့ဆိုပြီးတော့ယူပြီးတော့ဥပမာ x plus y the whole square ဆိုပြီးတော့တင်လို့ရတယ်ပေါ့နော်အခုကကြတော့
အခုကလည်းဒီလိုပုံစံလေးဖြစ်နေပြီဒါဆိုရင်တို့ဘယ်လိုရေးလို့ရပြီလဲဒီ square အောက်ကကောင်လေးရယ်ဒီလက္ခဏာလေးရယ်ဒီ square အောက်ကကောင်လေးရယ်ရေးပြီးတော့နှစ်ထပ်ကိန်းတိရေးလို့ရပါပြီเนาะအဲ့တော့နှစ်ထပ်ကိန်းတိပဲလုံးမှာရှေ့က 5 ကပုံထုတ်ထားတဲ့ 5 ကဘာမှမလုပ်သေးဘူးမို့လို့ဒီတိုင်းပြန်ရေးမယ်ဒီမှာကကြတော့ m minus 6 over 10 the whole square လို့ရေးလိုက်ပြီးနှစ်ထပ်ကိန်းတိဖြစ်သွားပြီနောက်ကကိန်းတွေကတော့တို့တွေဒီတိုင်းလေးပဲရေးပါမယ်เนาะအဲ့တော့ရေးတော့ဒီမှာဘာဖြစ်ပြီလဲဆိုတော့အဲ့ဒါတွေကိုတို့ကလို့ခြေလိုက်ရင်တော့လည်းရမယ်ပေါ့နော်ခြေလိုက်ရင်ရမယ်ဒီမှာကျတော့နှစ်3လီ6နှစ်5လီ10ဆိုပြီးတော့ခြေလိုက်လို့ရမယ်ဒီမှာလည်းနှစ်3လီ6နှစ်5လီ10ဆိုပြီးတော့ခြေလိုက်လို့ရမယ်ပေါ့နော်နှစ်3လီ6နှစ်5လီ10အဲ့ဒါဆိုလို့ရှိရင်じゃဒီမှာဘာပဲကြံတော့မှာလဲဆိုတော့3 3လီ9 5 5လီ25ကြံမယ်ပေါ့ဒါဆိုလို့ရှိရင်ဒီမှာခြေနဲ့ပြန်ပြင်ရေးမယ်နော်ဒီနားမှာ m minus 3 over 5 the whole square ပေါ့နော်ဒါဆိုလို့ရှိရင်နောက်ကကောင်ရှင်းပါမယ်ရှင်းဖို့အတွက်ဆိုလို့ရှိရင်ဒီကောင်ကပိုင်းခြေ25ပါဒီကောင်ကလည်း25ပေါ့နော်ဒီကောင်9 9လီ25အောက်ကိုဒီမှာ25ဖြစ်အောင်9နဲ့မြောက်တယ်ဆိုရင်ဒီကောင်လည်း9နဲ့မြောက်တော့သူက15လီ40ဖြစ်သွားပြီပေါ့နော်ဒါဆိုရင်တုံးခွေးလေးပြန်ပိတ်ပါမယ်ပေါ့အဲ့တော့ဒီ part ကဒီနားလေးမှာထားမယ်ဒီမှာကတော့နှစ်ထပ်ကိန်းတီးကတော့ဒီတိုင်းလေးပဲထားပါမယ်ကွယ်အဲ့တော့နောက်ကကောင်ကိုရှင်းမယ်နောက်ကကောင်ကဒီမှာပိုင်းခြေက25လက္ခဏာတူရင်ပေါင်းပါမယ်49တူတဲ့လက္ခဏာတက်ပါမယ် minus ဟုတ်ပြီနော်အဲ့တော့ဒါဆိုလို့ရှိရင်တီချာတို့ကဒီကောင်လေးကိုဒီမှာနှစ်ထပ်ဖြစ်နေပြီနော်ဒီမှာနှစ်ထပ်ဖြစ်နေပြီနောက်ကိုလည်းနှစ်ထပ်ပုံစံပြောင်းလိုက်မယ်ဒါမှနှစ်ထပ်အနှုတ်နှစ်ထပ်ပုံစံလေးဝင်မယ်ပေါ့အဲ့တော့ဒီနေရာလေးမှာက m minus 3 over 5 the whole square နောက်ကကောင်ကိုနှစ်ထပ်တင်မယ်ဆိုရင်49ကိုနှစ်ထပ်တင်မယ်ဆိုတော့9နှစ်ထပ်ပေါ့နော်25ကိုနှစ်ထပ်တင်မယ်ဆိုရင်5နှစ်ထပ်ပေါ့နော်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ရပြီအဲ့တော့ဒီမှာက5တော့နှစ်ထပ်နောက်နှစ်ထပ်ပုံစံဆိုတာဘယ်လိုမျိုးလေးလဲဆိုတော့ရှေ့ကိန်းနှစ်ထပ်အနှုတ်နောက်ကိန်းနှစ်ထပ်ဆိုရင်တို့ကဘယ်လိုရေးလို့ရလဲဆိုတော့နှစ်ထပ်နှုတ်နှစ်ထပ်ဆိုရင်အပေါင်းတစ်ခွေအနှုတ်တစ်ခွေရေးလို့ရပါတယ်ဒီဟာကရှေ့ကိန်းတက်ကနောက်ကိန်းတွေပါနော်အဲ့တော့တို့လည်းအဲ့လိုမျိုးလေးပဲရေးပါမယ်ဒီမှာနှစ်ထပ်အနှုတ်နှစ်ထပ်ပုံစံဝင်နေပါပြီဘယ်လိုရေးမှာလဲဆိုတော့အပေါင်းတစ်ခွင်နှုတ်တစ်ခွင်ရေးပါမယ်အရှိမှာကတော့အရှိကိန်းရေးပါမယ်နောက်မှာကတော့နောက်ကိန်းရေးပါမယ်ဒီမှာလည်းရှေ့မှာကတော့ရှေ့ကိန်းရေးပါမယ်ဒီမှာနောက်မှာတော့နောက်ကိန်းရေးပါမယ်ပုံဝင်လေးပြင်ပိတ်ပါပြီအဲဆိုရင်ဒီမှာက5ဒါကကြတော့ရှင်းတော့မယ်เนาะရှင်းရင်သူကကြတော့5အချင်းချင်းဆိုပိုင်းချိန်ညှိပြီးရှင်းလိုက်ပါပြီဒီကောင်ကလက္ခဏာမတူရင်နှုတ်ကြီးတဲ့လက္ခဏာတက်ဆိုတော့ဒီကောင်လေးပေါ့เนาะဒီမှာလည်းပဲဒီလိုပဲ5နဲ့ပိုင်းချိန်ညှိပါပြီလက္ခဏာတူရင်ပေါ့တူတဲ့လက္ခဏာတက်ဆိုတော့ဒီလိုလေးပါအဲ့ဒါဆိုရင်ဒီမှာရှင်းအောင်မယ်เนาะဒါလေးကနောက်မှရှင်းလို့ရနေသေးတယ်ဘာဖြစ်လို့လဲဆိုတော့ကျင်းလို့ရနေသေးလို့အဲ့ဒါလေးကိုကျင်းလိုက်အောင်မယ်เนาะတို့တွေဘာနဲ့ကျင်းမလဲ9တက်လီ9 9နှစ်လီ10နဲ့ကျင်းပါမယ်ဒါဆိုရင် m minus 2ပေါ့ဒါဆိုရင်5ကအခုမှဝင်မြောက်ပါပြီ5ကဝင်မြောက်လို့ရှိရင်ခွင်းတစ်ခွင်းကိုပဲဝင်မြောက်เสียလိုပါတယ်နောက်ကခွင်းတော့မြောက်เสียမလို့ဘာလို့ဆိုခွင်းနှစ်ခွင်းကပေါင်းထားတာမဟုတ်ဘူးမြောက်ထားတာဆိုဒီအမြောက်ကတစ်ခုနဲ့မြောက်လိုက်လို့ရှိရင် okay တယ်ဒါဆိုရင်တို့တွေကဘာနဲ့မြောက်မယ်လို့ဆုံးဖြတ်မလဲဆိုတော့ဒီမှာပိုင်းချိန်မှာလေအပိုင်းကိန်းဖြစ်ပြီး9ဖြစ်နေတဲ့ကောင်နဲ့တော့မြောက်ရင်ကြေပြီး okay နိုင်တယ်အဲ့ဒါမို့လို့ဒီချက်ဒီကောင်နဲ့ပဲမြောက်လိုက်ပြီးတော့ရှေ့ခွင်းနဲ့မြောက်မယ်နော်ရှေ့ခွင်းနဲ့မှာတော့ကနန်းလေးကနှလုံးရှိတော့ဒီနှစ်ခုစလုံးကိုမြောက်ပါတယ်ဒါမို့လို့တို့ကဘာရောက်သွားမလဲဆိုတော့5m 5နဲ့5နဲ့ကြေလိုက်လို့ရှိရင် +4 ပဲကျန်မယ်နောက်ကကောင်ကတော့ m - 2ပေါ့နော်ဒါဆိုလို့ရှိရင်တို့ရဲ့စခွဲကိန်းလေးက 5m +4 တကွင်း m - 2 တကွင်းရပါတယ်နော်